Hello အားလုံးပဲမင်္ဂလာပါ။မမဖူပေါ်ရမှာအားလုံးကိုပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်။33ကြိမ်မြောက်စီးရင်ပြင်ပွဲကိုဝင်ရောက်ရှင်ပြမဲ့မြန်မာယူ20နေအသင်းဟာကြိုတင်ပြင်ဆင်မှုအနေနဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကဒါမြန်မာယူ20နေအသင်းကိုကာအသင်းနဲ့ခါအသင်းခွဲပြီးတော့ခြေစမ်းပွဲရှင်မဲ့ကစားခဲ့လို့သိရှိရပါတယ်။အဆိုပါပွဲစဉ်မှာတော့မြန်မာယူ20နေကအသင်းကခါအသင်းကိုဒါ3-9ဆိုတဲ့ရတဲ့နဲ့အနေရရှိခဲ့ပါတယ်။မြန်မာယူ20နေကအသင်းကတော့ဂျပန်နီးပြချုပ်ဂရုဆာကီကဂိမ်းတွေနီးပြနေရဖြစ်ပြီးတော့ဒါမြန်မာယူ20နေခါအသင်းကိုတော့မြန်မာလေစင်ကစားသမားအောင်နေဖြစ်တဲ့ဦးမျိုးမင်းထွန်းနဲ့ဦးစော်လင်းထွန်းတို့ကတာဝန်ယူဂိမ်းတွေနေရလည်းဖြစ်ပါတယ်။မြန်မာယူ20နေအသင်းဟာအဆိုပါခြေစမ်းပွဲစဉ်ပြီးမှာမြန်မာလေစင်အသင်းနဲ့ခြေစမ်းပွဲရှင်မန်ကစားဖို့အတွက်စီစဉ်ထားခဲ့ပေမဲ့လည်းဒါဒီခုခါမှာတော့ဒါပါမစ်စပေါ်ရဲ့အဆိုအရမြန်မာယူ20နေအသင်းနဲ့မြန်မာလေစင်အသင်းတို့ဟာခြေစမ်းပွဲကစားဖို့အတွက်ပြည့်သွားနိုင်ချေရှိရလို့သိရပါတယ်။အဆုံးထိရှိပေးရတော့အားလုံးကျေးဇူးတင်ပါတယ်။ဒါရဲ့နေ့လေးကိုပတ်စံနေကြပါစေ။